ဘူးသီးတောင်မဲဆန္ဒနယ်မှာဥရွှေမောင်ဆွေးနွေးဖို့ဖြစ်ပါတယ်လေးစားရပါတော့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့တကွပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များပြည်ထောင်စုဝန်ကြီးများနဲ့ဖိတ်ကြားထားသောဧည့်သည်တော်ကြီးများအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သရင်ဂါရဝပြုရပါတယ်ကျွန်တော်ကတော့ရခိုင်ပြည်နယ်ဘူးသီးတောင်မဲဆန္ဒနယ်မှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရွှေမောင်ဖြစ်ပါတယ်2012ခုနှစ်ဇူလိုင်လ17ရက်နေ့ကကုတ်ခိုင်မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတီခုံမြတ်တင်သွင်းခဲ့သောတိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေပြဋ္ဌာန်းခြင်းအဆိုကိုကျွန်တော်အနေနဲ့ထောက်ခံရန်အကြံပြုဆွေးနွေးတော့မှာဖြစ်ပါတယ်လေးစားရပါတော့ဥက္ကဋ္ဌကြီးခင်ဗျဥပဒေကိုးကားချက်များပါနေတဲ့အတွက်ဖတ်ရှုဆွေးနွေးခွင့်ပြုပါရင်ရိုသေစွာတင်ပြပါကျွန်တော်တို့နိုင်ငံဟာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်ဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီနိုင်ငံတော်တည်ကြီးစီတို့ချီတက်နေသောအချိန်ဖြစ်ပါတယ်လွှတ်တော်တွင်ခေတ်နဲ့လိုက်လောညီထွေမဖြစ်တော့သောဒီမိုကရေစီနိုင်ငံတော်တည်တည်ဆောက်ရေးတွင်အဟန့်အတားဖြစ်စေသောဥပဒေများကိုဖြစ်ဆွဲခြင်းပြင်ဆင်ခြင်းဖျက်သိမ်းခြင်းနိုင်ငံတော်နဲ့ပြည်သူများအတွက်အကျိုးရှိသောဥပဒေသစ်များပြဋ္ဌာန်းချက်လုပ်ငန်းများကိုအရှိန်အဟုန်ဖြင့်ပြုလုပ်နေသည်မှာအမတန်မှအားရကျေနပ်စရာဖြစ်ပါတယ်အဲ့လိုဥပဒေများပြဋ္ဌာန်းကြတွင်နိုင်ငံတော်အာဏာ၏မူလပိုင်ရှင်များဖြစ်သောတိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်သည့်ဥပဒေတရက်ပြဋ္ဌာန်းရမှာလွန်ဆောင်မှအရေးကြီးကြောင်းလွှတ်တော်သို့တင်ပြလိုပါတယ်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း1နိုင်ငံတော်အခြေခံမူများပုံမှန်3တွင်နိုင်ငံတော်သည်တိုင်းရင်းသားလူမျိုးပေါင်းစုံတို့စုပေါင်းနေထိုင်ကြသောနိုင်ငံဖြစ်သည်ဟု၍၎င်းပုံမှန်22တွင်နိုင်ငံတော်သည်ကာကြီးတိုင်းရင်းသားများ၏စကားစာပေအနုပညာယဉ်ကျေးမှုတို့ကိုဖွံ့ဖြိုးတိုးတက်စေရန်ကူညီဆောင်ရွက်မည်ခါခွေတိုင်းရင်းသားချင်းစီလုံးညီညွတ်ရေးချစ်ကြည်လေးစားခြင်းနဲ့ရိုင်းပန်းကူညီရေးတို့တိုးတက်ဖြစ်ထွန်းစေရန်ကူညီဆောင်ရွက်မည်ဂငယ်တိုးတက်ဖွံ့ဖြိုးမှုနေပါနေသည့်တိုင်းရင်းသားများ၏ပညာရေးကျန်းမာရေးစီးပွားရေးလမ်းပန်းဆက်သွယ်ရေးစသည်တို့ပါဝင်သောလူမှုစီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးအတွက်ကူညီဆောင်ရွက်မည်ဟူ၍၎င်းပြဋ္ဌာန်းထားပါတယ်ဒီပြဋ္ဌာန်းချက်များကိုတိတိကျကျမှန်မှန်ကန်ကန်အကောင့်တွေဖော်နိုင်ရေးအတွက်ဥပဒေတရက်ပြဋ္ဌာန်းဖို့လိုအပ်ပါတယ်ဒီလိုဥပဒေတရက်ပြဋ္ဌာန်းခြင်းဖြင့်တိုင်းရင်းသားလူမျိုးများရဲ့အခွင့်အရေးများအားလုံးကိုကာကွယ်စောင့်ရှောက်ဖို့အတွက်လုံလောက်ပြီလားအခွင့်အရေးများနဲ့ပတ်သက်၍တည်ဆဲဥပဒေတွေမှာဘာတွေပြဋ္ဌာန်းထားသလဲအဲ့ဒါတွေကိုပြင်ဆင်ဖြစ်စေဖို့လိုသလားစမ်းစစ်ဖို့လိုအပ်ပါတယ်လေးစားရပါတော့ဥက္ကဋ္ဌကြီးခင်ဗျာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း1နိုင်ငံတော်အခြေခံမူများပုံမှန်4တွင်နိုင်ငံတော်၏အချုပ်အခြာအာဏာသည်နိုင်ငံသားများထံမှဆင်းသက်ပြီးနိုင်ငံတော်တဝန်းလုံး၌တည်သည်ဟူ၍၎င်းအခန်း8နိုင်ငံသားများ၏မူလအခွင့်အရေးနှင့်တာဝန်များပုံမှန်345တွင်အောက်ဖော်ပြပါအရေးချင်းတရားနှင့်ပြည့်စုံသူများသည်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏နိုင်ငံသားများဖြစ်ကြသည်ကာကြီးပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏တိုင်းရင်းသားမိဘနှစ်ပါးမှမွေးဝါသူခါခွေဤဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြဋ္ဌာန်းသည့်နေ့တွင်ဥပဒေအရနိုင်ငံသားဖြစ်သူဟူ၍၎င်းပုံမှန်348တွင်နိုင်ငံတော်သည်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏မြည်သည့်နိုင်ငံသားကိုမျှလူမျိုးဇာတိကိုးကွယ်ရာဘာသာယာရုဌာနန္ဒရအဆင့်တန်းယဉ်ကျေးမှုအမျိုးသားအမျိုးသမီးဆင်းရဲချမ်းသာတို့ကိုအကြောင်းပြု၍ခွဲခြားမှုမရှိစေရဟူ၍၎င်းဖော်ပြထားပါတယ်တစ်ဖက်ပုံမှန်389မှာနိုင်ငံသားတိုင်းသည်ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍တိုင်းရင်းသားလူမျိုးအချင်းချင်းစေးလုံးညီညွတ်ခြင်းနဲ့ပြည်သူတရက်လုံးအေဂျင့်တာယာရေးတို့အတွက်ကြိုးပမ်းအားထုတ်ဆောင်ရွက်ခြင်းတာဝန်ရှိသည်ဟုတိတိကျကျဖော်ပြထားပါတယ်ဥက္ကဋ္ဌကြီးခင်ဗျာကျွန်တော်စောစောကတင်ပြသွားတဲ့နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်များအရ1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေပါတိုင်းရင်းသားလူမျိုးများနဲ့မျိုးနွယ်စုများဆိုင်ရာပြဋ္ဌာန်းချက်နိုင်ငံသားများဆိုင်ရာပြဋ္ဌာန်းချက်များသည်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လိုက်လို့ယူထင်မှုရှိမရှိကိုတုံ့တက်ဖို့လိုအပ်ပါလိမ့်1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေပုံမှန်3တွင်နိုင်ငံတော်တွင်ပါဝင်သောနေမြေတစ်ခုခု၌မြန်မာတက္ကရာ1185ခုနှစ်
ခရစ်တက္ကရာ1823ခုနှစ်မတိုင်မီကာလမှစ၍ပင်ရဲနိုင်ငံဖြစ်အမြဲနေထိုင်ခဲ့သောကချင်ကယားကရင်ချင်းဗမာမော်ရခိုင်ရှမ်းစသည့်တိုင်းရင်းသားများနှင့်မျိုးနွယ်စုများသည်မြန်မာနိုင်ငံသားများဖြစ်သည်ဟု၎င်းတခါအဲ့ဒီနိုင်ငံသားဥပဒေပုံမှန်၄တွင်မိသည့်မျိုးနွယ်စုသည်တိုင်းရင်းသားဖြစ်သည်မဖြစ်သည်ကိုနိုင်ငံတော်ကောင်စီကဆုံးဖြတ်နိုင်သည်ပုံမှန်၅တွင်တိုင်းရင်းသားတိုင်းသည်၎င်းတိုင်းရင်းသားမိဘနှစ်ပါးမှမွေးဖွားသူတိုင်းသည်၎င်းမွေးရပါနိုင်ငံသားဖြစ်သည်ဆိုပြီးတော့ဖော်ပြထားတာကိုတွေ့ရှိရပါတခါ1983ခုနှစ်နိုင်ငံသားနည်းဥပဒေများတွင်1823ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံသို့လာရောက်နေထိုင်သူများသည်တိုင်းရင်းသားမျိုးနွယ်စုများ၏လူမျိုးအမည်များနှင့်တူနေစေကမူထိုသူများသည်တိုင်းရင်းသားမဟုတ်ပါလို့ရှင်းရှင်းလင်းလင်းဖော်ပြထားတာတွေ့ရပါတယ်။တဖန်1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေပုံမှန်8ခါခွဲတွင်နိုင်ငံတော်ကောင်စီသည်နိုင်ငံတော်၏အကျိုးငှာမွေးရပါနိုင်ငံသားမှအပမိသူကိုမဆိုနိုင်ငံသားသို့မဟုတ်အဲ့နိုင်ငံသားသို့မဟုတ်နိုင်ငံသားပြုခွင့်ရသူဖြစ်မှရုပ်သိမ်းနိုင်ပြီဟုဆိုထားပြန်ပါတယ်။ဒီနေရာမှာကျွန်တော်တင်ပြချင်တာကတော့တည်ဆဲမြန်မာနိုင်ငံသားဥပဒေမှာပါတဲ့1823ခုနှစ်ဆိုသောတက္ကရာမှာယနေ့အချိန်ပါဆိုရင်လွန်ခဲ့သောနှစ်ပေါင်း190လောက်ရှိနေပါပြီ။ရာစုနှစ်နှစ်ခုနီးပါးတောင်အချိန်ကအထောက်ထားတင်ပြရမှာမလွယ်ကူသောကြောင့်တိုင်းရင်းသားတဦးဝါ1823မတိုင်မီမြန်မာနိုင်ငံသို့လာရောက်နေထိုင်ကြောင်းအထောက်ထားတင်ပြနိုင်မှတိုင်းရင်းသားအဖြစ်အသိမဲ့ပြုရမယ်ဆိုရင်ထိုပုဂ္ဂိုလ်သည်တိုင်းရင်းသားဖြစ်ပါလျက်တိုင်းရင်းသားဖြစ်မှုဆိုသောအခွင့်အရေးကိုဆုံးရှုံးသွားမိမှာအကယ်မှုချပါထိုပုဂ္ဂိုလ်ဟာတိုင်းရင်းသားအဖြစ်အသိမဲ့ပြုမခံရသောကြောင့်နိုင်ငံသားဥပဒေပုံမှန်9ရမွေးရပါနိုင်ငံသားဟုအသိမဲ့ပြုခြင်းမခံရသည့်အပြင်အခမသိရင်ပုံမှန်8ခါခွဲရနိုင်ငံသားအဖြစ်မှတော့ရုပ်သိမ်းခြင်းခံရနိုင်ပါတယ်။ဒါကြောင့်မလို့1982ခုနှစ်နိုင်ငံသားဥပဒေသည်တိုင်းရင်းသားလူမျိုးများအားလုံး၏အခွင့်အရေးကိုကာကွယ်စောင့်ရှောက်သည်ဟုအတိအကျမပြောနိုင်ပါဘူး။ဒါအပြင်1983ခုနိုင်ငံသားဥပဒေလှုပ်ထုံးလုပ်နည်းများရနိုင်ငံသားစီစစ်ရေးကပ်ပြားများပြောတွင်လူမျိုးဘာသာနှင့်အလောက်ကိုင်များကိုဖော်ပြထားခြင်းသည်လူမျိုးကိုးကွယ်ရာဘာသာယာတုဌာနန္တရအဆင့်အတန်းစသည်တို့ကိုအကြောင်းပြု၍ခွဲခြားမှုမရှိစေရဟုသောဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်348နဲ့လိုက်လောရင်ထွင်မှုရှိမရှိကိုလည်းစဉ်းစားစရာဖြစ်နေပါတယ်။မိသည့်တိုင်းရင်းသားလူမျိုးဖြစ်သည့်မိသည့်ဘာသာကိုကိုးဝေသည်ဆိုတာကိုနိုင်ငံသားစီစစ်ရေးကပ်ပန်းများပေါ်တွင်မဖော်ပြဘဲနိုင်ငံတော်ရဲ့လိုအပ်ချက်အရသိရှိလိုပါကသက်ဆိုင်ရာဌာနမှတ်တမ်းများတွင်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ကွန်ပျူတာ database စနစ်ဖြင့်ကိုယ်ရဲ့အချက်အလက်များထိန်းသိမ်းထားပါကသက်ဆိုင်ရာမှာအလွယ်တကူရှာဖွေနိုင်မှာဖြစ်ပါတယ်။တို့ဖြစ်ပါ၍တိုင်းရင်းသားလူမျိုးများရဲ့အခြေခံအခွင့်အရေးမဆုံးရှုံးစေရန်အတွက်1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေကိုခေတ်သစ်စနစ်သစ်နဲ့လိုက်လောရင်ဖြစ်အောင်ရုပ်တည်ရှိအောင်လူအခွင့်အရေးစံချိန်စံရွက်များနဲ့ကိုက်ညီအောင်ပြင်ဆင်ပြီးကုက္ခိုင်မဲဆန္ဒနဲ့ပြည်သူ့တော်ကိုယ်စားလှယ်ဦးတီခွန်မြတ်အဆိုတင်သွင်းခဲ့တဲ့အတိုင်းတိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေတရက်ပြဋ္ဌာန်းပေးသေးပါကြောင်းဤလွှတ်တော်သို့အလေးနက်ထားအကြံပြုတင်ပြအပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်